ချမ်းသာတဲ့အရေးအယောင်တွေမရှိတဲ့ပြည်သက်တူအပေါ်မှာပြုမှုခဲ့တဲ့အပြုမှုကြောင့်ဝေဖန်ခံနေရတဲ့နော်ဖော့ရဲ့ချာနော်ဖော့ရဲ့ချာကလက်တော် social media ပေါ်မှာတော့ဝေဖန်မှုအမြင့်တက်ဆုံးမင်းသမီးလို့ပြောလို့ရပါတယ်ရှင်။သူမရဲ့အားနည်းချက်တွေကတစ်ခုပြီးတစ်ခုကိုပေါ်ထွက်လာနေတာပါ။လွမ်းမိုင်ကဘော်ဘီဆော့ဆာစီကသူ့ကိုစနိုက်သူကနော်ဖော့ရဲ့ချာပါဆိုပြီးတော့ကြေညာလိုက်ပြီးကလေးကသူမတော်တော်ကင်မရာနောက်ွယ်ကစိတ်သက်တွေကအထင်းသားပေါ်ခဲ့ရပါတယ်။အခုလိုအပြစ်တစ်ခုအနေနဲ့အကြည့်ကျပြောဆိုခံရချိန်မှာ TikTok ကဗီဒီယိုတစ်ပုဒ်ကြောင့်လဲစိတ်သက်မကောင်းတဲ့မင်းသမီးအဖြစ်အပြည့်အဝကိုသတ်မှတ်ခံလိုက်ရပါတယ်။ TikTok ပေါ်မှာကျမဇလန်တွေကိုအပီးပြင်းအားပေးတဲ့ NDG တယောက်ကဗီဒီယိုလေးတစ်ပုဒ်တင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုမှာတော့ကျမဇလန်တွဲတဲ့ကအနုပညာရှင်တွေနဲ့ fan တွေတွေ့ဆုံခဲ့တဲ့ပွဲဖြစ်ပါတယ်။နောက်ဖော့ရဲ့ထားကို NDG ကကြံလွန်တာကြောင့်ဓာတ်ပုံရိုက်ဖို့အတွက်ခွင့်တောင်းတဲ့ဗီဒီယိုလေးက TikTok ပေါ်တင်ခဲ့တာဖြစ်ပါတယ်။အရန်ချာတဲ့ idol လေးနဲ့ဆိုပြီးတင်ထားခဲ့တာပါ။ထမိန်လေးကိုဝစ်စင်ကတနခါပကွက်ကြားနဲ့ NDG ကနောက်ဖော့ရဲ့ထားကတခြားပရိသတ်တွေနဲ့ဓာတ်ပုံရိုက်နေတာမြင်ရတဲ့အတွက်အပြေးလေးသွားကဓာတ်ပုံရိုက်ခဲ့ပါတယ်။ဆယ်နှစ်ဝန်းကျင်အရွယ်သမီးလေးတယောက်လည်းပါလာမို့တာမီနဲ့မင်းသမီးနဲ့ဓာတ်ပုံရိုက်ဖို့ရင်ကုန်စိတ်လို့ရှားစွာနဲ့ပြေးသွားခဲ့တာပါ။မင်းသမီးဒီဘက်တစ်ချက်လောက်လို့ပြောကဓာတ်ပုံရိုက်ဖို့ခွင့်တောင်းခဲ့ပါတယ်။ဒါပေမဲ့နောက်ဖော့ရဲ့ထားရဲ့အကြည့်ကဖော်ရမှုမပါဘဲအထင်သေးတဲ့အကြည့်လိုမျိုးဖြစ်သွားခဲ့ပါတယ်။ဒါပြင် NDG ကကင်မရာနဲ့ချိန်ထားခဲ့ပေမဲ့နောက်ဖော့ရဲ့ထားကဓာတ်ပုံရိုက်ဖို့မျက်နှာမလှည့်ပေးထားခဲ့ပါဘူး။ဒါကြောင့်မို့ NDG နဲ့ကလေးကနော်ဖောရဲ့နောက်ကျောလေးကိုသာရိုက်ခဲ့ရပါတယ်။သူမတို့ကိုလက်မကြည့်ပဲထွက်သွားတဲ့နော်ဖောရဲ့ထားကြောင့် NDG ကတိမ်ငယ်စိတ်လို့ဝမ်းနည်းမှုတွေနဲ့ကြံခဲ့ရပါတယ်။ဒါကြောင့်ပရိသတ်တွေကလည်းအဲ့ဒီဗီဒီယိုမှာနော်ဖောရဲ့ထားကချစ်လို့အားပေးကြတဲ့ပရိသတ်တွေကိုတန်းတူမဆက်ဆံဘူးလို့ကောက်ချက်ချနေကြတာဖြစ်ပါတယ်။ငွေကြီးအစစ်တန်းတွေပေါ်မှာသာခွဲခြားဆက်ဆံတဲ့မင်းသမီးဖြစ်နိုင်တယ်လို့လည်းထင်ကြေးပေးနေကြတာပါ။ထမင်းရှင်ဖြစ်တဲ့ပရိသတ်တွေပေါ်မှာလည်းခွဲခြားမှုရှိသလိုဆက်ဆံရေးတွေမှာလည်းထမောကြော်ကြားကစီစဉ်ရှိသူတွေဆိုရင်အပီကတ်တက်တဲ့သူလို့လည်းဝေဖန်ခံနေရပါတယ်။နော်ဖောရဲ့ထားလက်ရှိတွဲနေတဲ့ချစ်သူကောင်းလင်းကချစ်သူတက်တန်း7နှစ်ကျော်ရှိတဲ့ကောင်းမလေးစီကနေဖြတ်လူထားခဲ့တာပါလက်ရှိချစ်သူထက်ခံဝင်းကတစ်သက်လုံးသုံးမှုကုန်တဲ့အပြင်ဘီလီယံနာတထေးကြီးတယောက်ဖြစ်တာမို့အရယူခဲ့တာလို့လည်းခံမှန်းနေကြပါတယ်ဒီအချက်တွေကြောင့်ပဲနော်ဖောရဲ့ချာကပရိသတ်တွေကိုအစင်နဲ့ခွဲခြားကဆက်ဆံတာဖြစ်နိုင်တယ်လို့လည်းဝေဖန်ခံနေရပါတယ်ချစ်သူထက်ခံဝင်းကရုပ်ရှင်ထုတ်လုပ်ရေးတွေလည်းပိုင်ဆိုင်ထားသလိုစီးပွားရေးလုပ်ငန်းတွေလည်းများစွာရှိပါတယ်မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆင့်အချမ်းသာဆုံးတထေးစီဝင်တယောက်လည်းဖြစ်ပါတယ်နော်ဖောရဲ့ချာကချစ်သူထက်ခံဝင်းကိုတခြားမိန်းကလေးစီကနေသူ့မဘက်ကိုအယုံရအောင်လို့ဆွဲဆောင်ကတွဲနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဘောရဲ့ထားကပရိသတ်တွေအပေါ်မှာဒန်းတို့မဆက်ဆံပဲခွဲခြားဆက်ဆံနေလို့ထင်တဲ့ပေါ်ပရိသတ်ကြီးတို့အနေနဲ့ရောဘယ်လိုများထင်မြင်မိကြပါလဲ။အစုံကြည့်ပေးတဲ့အတွက်လည်းတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။